ကဲ Galaxy Movie Recap ရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ Galaxy Movie Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီကမှာကျွန်တော်ရဲ့ပရိသတ်တွေအတွက်အရင်နေ့ကတင်ဆက်ပေးခဲ့တဲ့ Video Class Season 1ရဲ့ Episode 4တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးသွားမယ့်အပိုင်း၄မှာဆိုလို့ရှိရင်တော့ယူရှီယွန်တို့အဖွဲ့ကလောင်းစားကိုင်းညိုဂင်ဂီစုရဲ့အိမ်ကိုတီးသွားကြပြီးတော့ရဲတွေကိုသတင်းပေးလိုက်ကြပါတယ်အဲ့တော့ရဲလာမဲ့သတင်းကိုရသွားတဲ့ဂင်ဂီစုကလည်းဒီတပ်သေးကန်ပစ္စည်းတွေကိုတင်စီပြီးတော့ကစားဝင်းတစ်ခုတည်းကိုထွက်ပြေးကြတယ်အန်ဆိုနဲ့ယူရှီယွန်တို့အဖွဲ့ကလည်းသူတို့ကိုတိုက်ခိုက်ပြီးတော့ဖမ်းဆီးနိုင်ခဲ့ကြပါတယ်ဇလိုင်းရဲ့စာမှာတော့ဂီစုကအိုဘုံစောကိုဂုတ်ကဆွဲပြီးတော့ကားတွေကိုအတင်းထည့်နေပါတယ်ဂီစုကတခြားအကောင်တွေရောဘယ်မှာလဲလို့မေးပြီးတော့ចောင်းသားတေးသေးလေးတွေကများရဲခေါ်လာသေးရဲတယ်လို့ပြောလိုက်ပါတယ်ကားနောက်ခန်းထဲမှာတော့တပ်သေးကန်ပစ္စည်းတွေကိုထိုးထည့်နေကြပါတယ်တတိလင်းနေတဲ့အန်ဆူကတော့ကားနောက်ခန်းထဲမှာလက်ကိုတိတ်နေပတ်ပြီးတော့အဖမ်းခံထားလိုက်ရပါတယ်မကြခင်မှာရဲကားတန်ကြားလိုက်ရအကြောင်းဂင်ဂီစုအဖွဲ့ကပစ္စည်းတွေကိုကားပေါ်တင်ပြီးတကောက်အမြန်ပိတ်ကထွက်ခွာသွားကြပါတယ်ဂင်ဂီစုကအန်ဆိုနဲ့အိုဘုံစောကိုဖမ်းဆီးခေါ်ဆောင်ကစခန်းပြောင်းပြေးကြတာဖြစ်ပါတယ်ဂင်ဂီစုကအလုံးမင်းထိတ်လန့်နေပြီးတော့အပြိုးတွေပါထောက်နေပါတယ်အချို့လူတွေကလည်းဂင်ဂီစုရဲ့ကားနောက်ကနေပြီးတော့စိုင်ကင်းနဲ့လိုက်ခဲ့ကြပါတယ်အိုဘုံစောကတော့ဂင်ဂီစုရဲ့တပည့်ကောင်လေးနှစ်ယောက်ကတပတ်စီပိတ်ကထိုင်ပြီးတော့ခေါ်လာခဲ့ကြပါတယ်ဂင်ဂီစုကဂျင်းစောတွေစီကိုဖုန်းလန်းခေါ်ပါတယ်ဂျင်းစောတွေကဂင်ဂီစုရဲ့ဖုန်းကိုကင်လိုက်ပြီးတော့သူ့ရဲ့ဖုန်းကဘက်ထရီကုန်နေရကြောင်းမသိလိုက်တာဖြစ်တယ်လို့ဂင်ဂီစုကိုပြောလိုက်ပါတယ်ဂီစုကတော့အလုံးစိတ်ဆိုးနေတဲ့အတန်းလေးပဲဘာအကြောင်းပြချက်မှမပေးနဲ့လို့လှမ်းပြီးတော့អော်ပါတယ်ဂီစုကတော့ဂျင်းစောတွေကိုအခုဘယ်မှာလဲလို့မေးပြီးတော့အားလုံးလည်းရေစုံမျောပြီးဖြစ်လို့ရောင်းရင်ဆိုတဲ့ကောင်မဆိုးကိုခေါ်ပြီးတော့မန်ဟိုတုံကိုလာခဲ့လို့ပြောပါတယ်ရောင်းရင်ကတော့ဂျင်းစောတွေဖုန်းပြောနေတဲ့အချိန်တွေကိုကဲခတ်နေပါတယ်နေအောင်စလုံးကိုအမြန်လာခဲ့ဖို့နဲ့အငယ်ဆုံးကောင်လေးစောင်းချမ်းကနေသူနဲ့တူတူရှိနေလို့ပြောလိုက်ပါတယ်ဂျင်းစောတွေကတော့ရောင်းရင်ကိုထွေထူးဘာမှပြောမနေဘဲနဲ့ဒီနေရာမှာပဲစောင့်နေဖို့နဲ့ရောင်းရင်ကိုသူ့ရဲ့အခန်းတော်ပေးလိုက်ပါတယ်ရောင်းရင်ကဘယ်သွားမလို့လဲလို့မေးတော့ဂျင်းစောတွေကသူ့ရဲ့အခန်းမှာဒီအပိုင်းသွားပြီးတော့ရှောင်နေဖို့ပြောပါတယ်ဂျင်းစောတွေကရောင်းရင်ကိုသူ့ရဲ့နောက်ကိုလိုက်မလာခဲ့ဖို့ပြောတာထွက်သွားခဲ့ပါတယ်အဲ့ဒီမှာပဲယွန်းရှင်ဝင်းရဲ့ဖုန်းကရောင်းရင်ကိုလမ်းခေါ်နေပါတယ်။ရောင်းရင်ကယွန်းရှင်ကိုအချိန်နေဘလို့လဲလို့မေးတဲ့အခါမှာယွန်းရှင်ကရောင်းရင်ပေးခဲ့တဲ့လိပ်စာတိုင်းသွားခဲ့ပေမဲ့ဘယ်သူမှမရှိဘာပစ္စည်းမှမရှိတဲ့အင်ကွန်တက်တက်ကြီးကိုသာတွေ့ရတယ်လို့ပြောပါတယ်။ရောင်းရှင်ကအဲ့ဒီကောင်လေးအန်ဆိုကိုခေါ်သွားတာလားလို့ရောင်းရင်ကိုမေးပါတယ်။ရောင်းရင်ကဝင်းမမှာသူ့ကိုအပ်လိုက်ဖို့အတွက်ယွန်းရှင်ကိုပြောပါတယ်။ယွန်းရှင်ကဦးကျွန်တော်ဖြစ်နေတဲ့အခါမှာရောင်းရင်က web application ကိုမသိဘူးလားလို့လှမ်းអော်ပါတယ်။ရောင်းရင်ကမသိရင်လေ Google မှာရှာတောင်းပြီးတော့အကောက်ဖွင့်ပြီးတော့သူ့ကိုအပ်ဖို့အတွက်ပြောလိုက်ပါတယ်။ရောင်းရင်ကသူမဒီနေရာကို share ပေးမှဖြစ်တာအကြောင်းမလို့သူအပ်ဖို့အတွက်ပြောနေပါတယ်။ရောင်းရင်ကိုဘယ်သွားမလို့လဲလို့မေးတော့ဘယ်ညာရဲဆိုတာမသိသေးပေမဲ့ဘာညာရဲမဟုတ်ဟိုကောင်လေးလန့်သွားအောင်လို့ရဲကိုခေါ်လာခဲ့လို့လေပြောပါတယ်။ရောင်းရင်ကပဲဆက်ပြီးတော့ရဲသာပါမလာခဲ့ဘူးဆိုရင်အကုန်သေးမှလို့ယွန်းရှိဦးကိုပြောပါတယ်။ဖုန်းပြောပြီးတဲ့အခါမှာရောင်းရင်ကဂျင်းစောတွေကိုမှီအောင်လိုက်ပြီးတော့တယောက်တည်းလွတ်လိုက်ဖို့စိတ်မချတာကြောင့်သူလည်းတူတူလိုက်ခဲ့မယ်လို့ပြောပါတယ်။ယွန်းရှိဦးကတော့ဂင်ဂီစုရဲ့အေကိုင်းထဲမှာတွေ့ရတဲ့အန်ဆူရဲ့သွေးဆက်တွေကိုကြည့်ပြီးတော့အချင်းကြီးရဲကိုနားလေသွားပါတယ်။ဘာကြောင့်အန်ဆိုကိုလွတ်လိုက်တာလဲဆိုရဲအိုဘုံစော့ရဲ့အတန်ကိုလည်းယွန်းရှင်ကပြန်လေကြားရောင်ကနောင်တရနေပါတယ်။မကြခင်မှာပဲညနေ9:00နာရီခွဲလောက်မှာရောင်းရဲ့မက်ဆီတစ်ခုဝင်လာခဲ့ပါတယ်။ယွန်းရှင်ကဖက်ကြည့်တဲ့အခါမှာတော့မန်ဦးတုံးကစားကွင်းကိုလာခဲ့ဖို့နဲ့အန်ဆိုနဲ့အိုဘုံစော့ကလည်းဒီနေရာမှာရှိနိုင်တယ်လို့သိလိုက်ရပါတယ်။ယွန်းရှင်ကထုံးစံနိုင်မဲ့အမြန်ပြေးသွားပါတယ်။ရောင်းကလည်းအနောက်ဘက်ကိုလှည့်ကြည့်ကယွန်းရှင်ကိုမျောရင်းနဲ့နောက်ဆန်တည်င်းနဲ့ဂျင်းစော့တွေနောက်ကိုလိုက်လာခဲ့ပါပြီ။ဂျင်းစော့တွေကတော့ရှီကနေဦးဆောင်ပြီးတော့ကစားကွင်းထဲကိုဝင်သွားပါတယ်ကစားကွင်းထဲမှာတော့အန်ဆိုနဲ့အိုဘုံစော့ကိုလက်ပြန်ကြိုးတုတ်ကထိုင်ခိုင်းထားပြီးအန်ဆိုကတော့တတိနေပါပြီ။မကြခင်မှာအန်ဆိုကတတိရလာပြီးတော့အိုဘုံစော့ကိုဘလို့လုပ်ပြီးတော့သူ့ရဲ့ဘေးနားကိုရောက်နေရလေလို့မေးပါတယ်။အိုဘုံစော့ကတော့အန်ဆိုကိုတခုခုဖြစ်နေမှာစိုးရင်ပြီးတော့လိုက်လာခဲ့တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။စိတ်ပူလွန်ပြီးတော့ဂီစုရဲ့အိမ်ကိုပတ်စံသွားပေးရင်းကနေဒီလိုမျိုးဖြစ်ခဲ့တာလို့လေထပ်လောင်းပြောကြလိုက်ပါတယ်။အဲဒီမှာရုပ်ချောချောနဲ့ကျွန်တော်ကလေဟာဟတ်ထိတယ်ကွာလို့ပြောပြီးတော့အိုဘုံစော့ရဲ့ပခုံးမှီထားလိုက်ပါတယ်မင်းကွာတကယ်ကိုယုံတော့မယုံနိုင်ဘူးလို့အန်ဆိုကပြောနေတဲ့အချိန်မှာပဲဂီစုရဲ့တပည့်ကဟဲ့ကောင်လေးနားကြီးတယ်ကွာမင်းတို့တောက်သက်တွေပိတ်ထားလိုက်စမ်းလို့ပြောလိုက်ပါတယ်အန်ဆိုကလေကိုကြီးတို့ကဘာကြောင့်စကားကြမ်းကြမ်းနေပြောနေရလဲတတော်ကကြိုးတုပ်ခံထားတာမှတော်တော်ခံစားနေရတာကိုလို့ဂီစုရဲ့တပည့်ကိုလှမ်းပြီးတော့စပါတယ်စလိတ်နည်းနည်းလျှော့ပြီးတော့ကြမ်းကြမ်းမမနေစမ်းပါလို့အန်ဆိုကလှမ်းပြီးတော့ပြောတာကြောင့်အဲ့တပည့်ကအန်ဆိုကိုထကန်လိုက်ပါတယ်အဲ့ဒီအချိန်မှာဂျင်းစောတွေနဲ့ရောင်းရီတို့ကလည်းရောက်လာနေပဲဖြစ်ပါတယ်ရောင်းရင်ကလည်းသူ့ရဲ့ဒီနေရာကိုယွန်းရှိဦးကိုအဆက်မပြတ်ပို့နေရင်ဂျင်းစောတွေနောက်ကိုလိုက်ပါလာခဲ့ပါတယ်ဂျင်းစောတွေကအရှိကနေသွားနေရင်အစကတည်းကအဲ့ကောင်နဲ့လည်းမတွေ့သူ့ရဲ့နောက်ကိုလည်းမလိုက်ခဲ့ရင်ဒီလောက်ထိဖြစ်မှာမဟုတ်ဘူးလို့ရောင်းရင်ကိုပြောပါတယ်ရောင်းရင်ကဂျင်းစောတွေကိုအနောက်ကနေလမ်းခေါ်ပြီးတော့ဥတိုနေရလားသူ့ကိုကြိုက်နေရလားလို့မေးလိုက်ပါတယ်ဂျင်းစောတွေကဘလို့တွေးမိလို့ဒီလိုမေးရလေလို့ရောင်းရင်ကိုပြောပါတယ်အဲအချိန်မှာပဲယွန်းရှိကတက်စီကားနဲ့ရောက်လာခဲ့ပြီးတော့ဆိုင်ကယ်နဲ့ဂင်ဂီစုတို့စီကိုရောက်တဲ့အခါမှာတော့ဂီစုကဂျင်းစောတွေကိုသူထိုင်နေတဲ့နောက်လာခဲ့ဖို့အတွက်လမ်းခေါ်လိုက်ပါတယ်ဂီစုကလည်းဂျင်းစောတွေမင်းငါ့ဘောမကြည့်နဲ့တာဘာများရှိလို့လဲကွာလို့မေးကင
ငါနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့နဲ့မင်းတို့သုံးဖို့ဆွဲဖို့အကုန်လုံးလည်းပေးထားတယ်လေလို့ပြောပါတယ်။စောင်းရှောင်းရမယ့်ကောင်မလေးရှိလို့များမင်းကနူးညံ့လာလားလို့ဂျင်းစောတွေကိုဂင်ကြီးစုကမေးပါတယ်။ဂျင်းစောတွေကသူ့ကိုထိုးဖို့အတွက်သာတတွေ့နေပြောနေပါတယ်။ဂင်ကြီးစုကသူသိချင်လို့ပါလို့ပြောတော့ဂျင်းစောတွေကလည်းထိုးမှသာထိုးလိုက်စမ်းပါလို့ပြောလိုက်ပါတယ်။အဲဒီတော့ဂင်ကြီးစုကလည်းကောင်းပါပြီခမားဆိုပြီးတော့ထလာကဂျင်းစောတွေပေါက်ဖြန်းကနေနဲ့တစ်ချက်ပဲရိုက်တာပါဗျ။နောက်တစ်ချက်ဖြန်းကျွန်တော်ပြောတာပါ။အဲနောက်မှာတော့ဘေးဘက်ကိုတစ်ချက်ရိုင်သွားတဲ့ဂျင်းစောတွေကိုဂင်ကြီးစုကဖြောင်းကနေတစ်ချက်ထည့်ရလိုက်ပါတယ်ဂင်ကြီးစုကဒီလောက်နဲ့အားမရသေးပဲနဲ့ဘေးနားကတန်တို့တစ်ချောင်းကိုကောက်ကင်ပြီးတော့တပုံးပုံးတွေကိုအဆက်မပြတ်ရိုက်နေတာပါရောင်းရင်ကတော်ကြပါတော့လို့တားဆီးတဲ့ခါမှာဂင်ကြီးစုကဒီပြဿနာအားလုံးရဲ့တရားခံကဒီတောက်ကောင်မရောင်းရင်မဟုတ်လားလို့မေးလိုက်ပါတယ်ဂင်ကြီးစုကလည်းသူတို့ဘက်နှစ်ယောက်ကိုလှမ်းခေါ်ပြီးတော့ရောင်းရင်ကိုရှင်းပြဖို့ပြောပါတယ်တပည့်နှစ်ယောက်ကရောင်းရင်ကိုတယောက်တစ်ဖက်ညှက်ကချုပ်ဖမ်းပြီးတော့အခန်းထဲကိုခေါ်သွားပါတယ်ဂင်ကြီးစုကငယ်ဆုံးဖြစ်တဲ့စောင်းချမ်းကိုခေါ်ကမင်းအခု14နှစ်ပြည့်ပြီဖြစ်တာကြောင့်မလို့လူကြီးဖြစ်တဲ့အထိမ့်မှတ်နေတဲ့ဂျင်းစောတွေကိုစိတ်ကြိုက်ထိုးဖို့အတွက်တာဝန်ပေးလိုက်ပါတယ်။ဒါလောက်ငယ်သေးတာထောင်ထဲလဲဝင်စရာမလိုတာကြောင့်မလို့စိတ်မပူဖို့ပြောကပါးကိုတစ်ချက်ပုတ်လိုက်ပါတယ်။ရုံးရှိအုံးကလည်းရောင်းရင်ပို့ပေးတဲ့မြေပုံတိုင်းပဲကြည့်ကကစားကွင်းတွေကိုရောက်လာခဲ့ပါတယ်။ဂင်ကြီးစုကတော့အန်ဆိုနဲ့အိုပုံစော့ကိုကျိုးတော့ကလေးတောက်ကိုင်းနဲ့ဘသူ့ကိုအရင်ထိုးရမလဲလို့ယူနေပါတယ်။အန်ဆိုကိုထိုးရမယ်လို့ပြောတဲ့အခါမှာအန်ဆိုကစကားကြီးညှိရအောင်လို့ပြောပါတယ်။ဂင်ကြီးစုကစကားကြီးရှီဝေးပြောမနေဘူးနဲ့နည်းနည်းလေးပဲစူးမှမလို့ခဏလေးတီးခံမှုပြောကဓာတ်နဲ့ရွေလိုက်ပါတယ်။အဲအချိန်မှာဂျင်းစောတွေကထားလာပြီးတော့ဂင်ဂီစုရဲ့အနောက်ကနေတိုင်းဖက်ကကင်ပေါက်လိုက်ပါတယ်။ဂျင်းစောတွေပါဇက်ကနေလဲကိုရီးယားလိုမျိုးအရှိပါဂဲရှကီယာအဲ့လိုမျိုးတွေပြောနေပြီးတော့ဟာဂျီမာလို့လည်းပြောနေပါတယ်။အားလုံးကလည်းအံ့ဩပြီးတော့ဝိုင်းကြည့်နေကြပါတယ်။ဂင်ဂီစုရဲ့တပည့်နှစ်ယောက်ကရောင်းရင်ကိုထားပြီးတော့ဂျင်းစောတွေကိုတားဆီးကြပါတယ်။ဂျင်းစောတွေကလည်းရှိပါတယ်မင်းတို့အကုန်လုံးကတက်ပြစ်မယ်ငိမ့်နေဆိုပြီးတော့ချင်းသိမ့်လုပ်လိုက်ပါတယ်ဂျင်းစောတွေကတယောက်ချင်းထိုးမယ်လို့ပြောပြီးတော့ရုံးနေသူကနောက်ဆုတ်ကြီးဆိုပြီးတော့စိန်ခေါ်လိုက်ပါတယ်ဂင်းစုကလည်းငါ့ကိုလွယ်နဲ့မင်းကနိုင်မယ်ထင်နေလို့လားလို့မေးတဲ့အခါမှာဂျင်းစောတွေကပွက်ခနဲ့ပြေးပြီးတော့ထိုးပါတယ်ဂင်းစုကအသားလေးတိန်းရှောင်လိုက်ရင်းနဲ့အရှိန်လွန်သွားတဲ့ဂျင်းစောတွေကိုဖက်ခနဲ့ပြေးကန်လိုက်ပါတယ်အဲ့မှာတယောက်တစ်ပြန်ထိုးကြရင်းနဲ့ဂင်းစုကကုန်းနေတဲ့ဂျင်းစောတွေကိုဒူးကောင်းနဲ့တိုက်တာကြောင့်မလို့ဂျင်းစောတွေကတအုပ်ဖြစ်နေပါတယ်ဂင်းစုကလည်းကျွေးမွေးခဲ့တဲ့လက်ကိုပြန်ကိုက်တဲ့ကောင်လို့ပြောပြီးတော့တထောင်နဲ့ထောင်းပါတယ်ဂျင်းစောတွေကဂင်ကြီးစုကိုတစ်ချက်ပွေပြီးတော့ကိုင်းပေါက်ကနောက်ထပ်လက်သီးချက်တွေဝင်မလာခြင်းရင်တော်လိုက်တော့လို့ပြောပါတယ်ဂင်ကြီးစုကပြုတ်ကြနေတဲ့ဓာတ်ကိုတွေ့သွားပြီးတော့တရွှတ်နဲ့လိုက်ခုတ်ပါတယ်ဂျင်းစောတွေကလည်းကျွမ်းကျင်ပါးနဲ့စွာရှောင်တိန်နေနေမျက်နှာရှိကိုခွက်ခနဲဝင်လာတဲ့ဂင်ကြီးစုရဲ့လက်သီးချက်ကိုမရှောင်နိုင်မင်းနဲ့ဖင်ထိုင်ရက်လဲကျသွားပါတယ်ဂင်ကြီးစုကဂျင်းစောတွေကိုချတာပြောစရာကောင်းတယ်မဟုတ်လားလို့မေးလိုက်ပါတယ်ဂင်ကြီးစုကဂျင်းစောတွေကစိတ်ထားနှူးညံ့ပြီးတော့အားနေတာကြောင့်သူ့ဘယ်တော့မှနိုင်နေမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲချိန်မှာပဲရောင်းရင်ကဂင်ဂီစုရဲ့နောက်စီကိုတန်တုံးနဲ့ခွက်ခနဲပဲတစ်ချက်ရိုက်ချလိုက်ပါတယ်ဂင်ဂီစုကကြောင်စိုးတဲ့ဘေးနားမှာခွေလိုက်လေကြာသွားခဲ့ပါပြီဂင်ဂီစုရဲ့တပည့်တွေကတော့ဒီငါလုံးမလေးကတော့ဂင်ဂီစုရဲ့ခေါင်းကိုရိုက်တာလားဆိုပြီးတော့အနားကိုကတ်လာချိန်မှာရောင်းရင်ကဂင်ဂီစုရဲ့ဓာတ်ကိုကောက်ပြီးတော့အရှိပါရီနင်တို့အကုန်သေးကုန်မယ်နော်နောက်ဆုံးလို့ပြောပါတယ်ရောင်းရင်ကဆောင်းချမ်းကိုဂျင်းစောတွေကိုတွဲခေါ်ဖို့စီခိုင်းလိုက်ပါတယ်ဂင်ဂီစုရဲ့တပည့်တွေကရှေ့ကိုတိုးလာနေတယ်လို့ဂင်ဂီစုကလည်းအနောက်ကနေထားလာကြောင်းရောင်းရင်ကဂျားထဲမှာပိတ်မိနေပါတယ်အဲနောက်တော့ဂင်ကြီးစုကရောင်းရဲ့အလက်ကိုအငိုက်ဖမ်းပြီးတော့လဲပြုံညှက်လိုက်ပါတယ်။ရောင်းရဲ့မျက်နှာကလည်းหนีရဲလာပြီးတော့လက်ကိုအညက်ခံထားတာကြောင့်မလို့ဒါကလွတ်ကျသွားပါတယ်။ဂင်ကြီးစုကဂျင်းစောတွေကနေနဲ့တွေ့မှပြောင်းလဲသွားလို့ပြောပြီးတော့လဲပြုံအတက်ကုန်ညှက်ထားပါတယ်။ရောင်းရင်ကလည်းလဲပင်းအပ်ပြီးတော့တေရောမယ်ဆဲဆဲမှာဝင်းအောင်ဆိုတဲ့ရဲကားလာတန်းကိုကြားလိုက်ရကြောင်းမလို့ဂင်ကြီးစုကရောင်းရင်ကိုလွှတ်ပေးလိုက်ရပါတယ်။အဲချိန်မှာပဲယုံရှင်ကထွက်လာကြောင်းမလို့ဂင်ကြီးစုကအားနေပြီမင်းကတော်တော်တတိရှိတဲ့ကောင်မလို့ပြောပါတယ်။အဲဒီမှာယုံရှိအုံးကလည်းညှို့လေးချက်မဲ့နေတဲ့လူတွေရဲ့ဂျားထဲမှာစူပါမန်တယောက်လိုမျိုးဟဲ့အောင်လေပွဲရလဲပြီးသွားပြီတောင်အောက်မှာရှိနေတဲ့ကားတွေကိုလည်းရဲတွေကရှာနေကြပြီလို့ဂင်ဂီစုကိုပြောလိုက်ပါတယ်အမဂင်ဂီစုတို့အုပ်စုကလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးကြပါတယ်ဆောင်းချမ်းနဲ့ရောင်းရင်ကတော့အလူးလဲခံထားတဲ့ဂျင်းစောတွေစီကိုအမြန်ပြေးသွားလိုက်ကြပါတယ်ရုံးရှင်ကတော့သူ့ဘက်ကနောက်ကျသွားတာကြောင့်တောင်းပန်ကြောင့်အန်စုံနဲ့အိုပုံစောကိုပြောပြီးမှန်ခွဲစားတစ်ခုကိုယူကာနောက်ပြန်တုတ်ထားတဲ့ကြိုးတွေကိုဖြီးပေးလိုက်ပါတယ်အန်ဆိုကလည်းငါတို့တေတော့မလို့ကွာလို့ညီးသွားရင်လည်းလက်မောင်းမှာထိတာကြောင့်မလို့ဖြည်းဖြည်းလှုပ်ဆန်းပါလို့ပြောလိုက်ပါတယ်အန်ဆိုကကစားကွင်းဆိုတာကြီးကိုငါအရန်မုန်းသွားပြီလို့ပြောကထားလာတဲ့အချိန်မှာပဲဂီဆိုတို့ကရဲကားတန်ဝင်းညောင်ဖွင့်ထားတဲ့ယုံရှင်ရဲ့ဖုန်းကိုယူကပြန်ရောက်လာကြပါတယ်ပြီးတော့လေယုံရှင်ကိုတော်တော်ညံကောင်းတဲ့ကောင်ပဲလို့ပြောပြီးတော့ရဲကားတန်တွေထွက်နေတဲ့ဖုန်းကိုရှက်နဲ့ပဲပေါက်ခွဲပလိုက်ပါတယ်အဲဒီနောက်မှာသူတို့ဘက်ကအီယာနဲ့ယုံရှိအုံးတို့၃ယောက်ကိုဝင်လုံးကြပါတယ်ရုံးရှင်ကတော့အော်ပြီးတော့တဖုံဖုံနဲ့ရိုက်ပါတယ်အန်ဆိုကတော့ဟာယာလို့ညာတန်ပေးပြီးတော့
ဂေစုရဲ့တပည့်တွေကိုတယောက်ချင်းစီစော်ပလော်တီးကလှဲသိမ့်နေပါတယ်။အန်ဆိုကရှေ့ရလိုတစ်ချက်ထိုးပြီးတော့အဲ့လူကိုအားပြုကအဲ့ရလိုអော်ပြီးတော့အနောက်ကလိုပါပတ်ကန်လိုက်ပါတယ်။အနောက်ကလိုလည်းတဖန်ပြန်လှည့်ပြီးတော့အီဆိုပြီးတော့ပြန်လှည့်ထိုးနေတဲ့အချိန်မှာအကန်ခံလိုက်ရလို့ရိုင်သွားတဲ့တယောက်ကထလာပြီးတော့အန်ဆိုကိုအားကနေអော်ကစောင့်ကန်လိုက်တာကြောင့်အန်ဆိုလည်းနောက်ပြန်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲအေးဆေးရက်ကြီးနေတဲ့ဂင်ဂီစုကပြုတ်ကျနေတဲ့ဓာတ်ကိုကောက်ပြီးတော့ဝင်သွားကလူနှစ်ယောက်အကန်ခံနေရတဲ့ယွန်းရှင်ကိုအပေါ်စီးကနေပြီးတော့ခုတ်ပါတယ်။ယွန်းရှင်ကမတက်ထားရလိုက်တာကြောင့်မလို့ပါဓာတ်ကိုရွှက်ကနေချသွားပါတယ်။ရောင်းရင်နဲ့ဆောင်ချမ်းဂျင်းစောတွေတို့ကဒါအချိန်ကောင်းမယ်လို့ပြောကထွက်ပြေးကြရင်နဲ့ရဲတွေရောက်လာနဲ့တိုးပြီးတော့ထွက်ပြေးခဲ့ရပါတယ်။ဂင်ဂီစုကငါကလေးတွေမလို့ဓာတ်နဲ့မထိုးဘူးလို့ထင်နေရလားလို့ယွန်းရှင်ကိုမေးပါတယ်။ငါပတ်စံပေးဆိုရင်ပေးပြီးရင်လစ်လိုက်ဖို့ပြောနေရနားမမထောင်တာလို့ဂင်ဂီစုကပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲရဲတယောက်ကရောက်လာပြီးတော့တနက်တစ်ချက်ပြစ်ဖောက်လိုက်တာကြောင့်မလို့အားလုံးကလည်းလန်သွားကြပါတယ်။မင်းတို့အလုံးလှုပ်ကြမရက်နဲ့ဆိုပြီးတော့ပြောပါတယ်။အဲဒီနောက်မှာတော့ရဲကသူ့ရဲ့တပ်သားတွေစီကိုအကြမ်းဖက်မှုတစ်ခုဖြစ်နေကြောင်းသတင်းပို့ပါတယ်။ဂင်ဂီစုကတော့ယွန်းရှင်ကိုတေတော့မှကန်ကောင်းနေမှတ်ပါလို့ပြောပြီးတော့နောက်တစ်ခါတွေ့ရင်အသေးပဲလို့ပြောလိုက်ပါတယ်။ဂင်ဂီစုကပြောနေရစကားမဟုတ်တဲ့စကားရည်နဲ့ရဲတွေကိုအလင်းငိုက်ဖမ်းကသူ့လူတယောက်နဲ့တွန်းတိုက်ခဲ့ပြီးတော့ထွက်ပြေးသွားပါတယ်။ယွန်းရှင်ကတော့ရဲကသူ့ကိုတနက်နဲ့ချိန်ထားနေတဲ့ဂျားကနေမြအတင်းတိုးပြေးကဂင်ဂီစုရဲ့နောက်ကိုလိုက်သွားပါတယ်။ဂင်ဂီစုကဆောက်ရီဂျားတွေကနေကွေ့ပတ်ပြေးသွားပြီးတော့ယွန်းရှင်ကလည်းမျက်ခြေပြတ်မခံမဲနဲ့နောက်ကနေလိုက်လာပါတယ်။ဂင်ဂီစုကလွတ်ပြေးထိန်းနဲ့ပြေးနေတာကိုရက်လိုက်တဲ့အချိန်မှာတပုတ်ပုတ်နဲ့ပြေးလာယွန်းရှင်ကိုတွေ့လိုက်ရပါတယ်။ဂင်ဂီစုကလန့်သွားပြီးတော့ဘာလို့ဖို့သူ့နောက်ကိုရှောက်လိုက်နေရလဲလို့မေးပါတယ်။ယွန်းရှင်ကဘာမှပြောမနေပဲနဲ့ဘေးနာကတန်တို့ကိုကောက်ကန်လိုက်ကပုံကနေပြေးရိုက်ပါတယ်။ဂင်ဂီစုကကလေးသားကိုဆွဲထုတ်ပြီးတော့ဘလို့ပုံစံမျိုးနဲ့အထိုးခံနေလဲလို့မေးကယွန်းရှင်ရဲ့နောက်ကတ်လာပါတယ်။အဲဒီအချိန်မှာပဲအန်ဆိုကနောက်ကနေပြေးလိုက်လာပါတယ်။အန်ဆိုကဂင်ဂီစုကိုမင်းကတော့မဖြစ်တော့ကွာငါးစီရနေပြီးတော့မဖြစ်မနေအရိုက်ခံရတော့မယ်လို့ပြောပြီးတော့ပြေးလာကြမလို့မောနေပါတယ်။ဂင်စုကရှုပ်ကနေဓာတ်နဲ့ပြေးခုတ်လိုက်တဲ့အချိန်မှာတော့အန်ဆိုကဝက်ခနဲ့ဝိုက်ကရှောင်းလိုက်ပါတယ်။ဂင်စုကတော့အန်ဆိုကိုဒီကောင်တိုင်းတက်တဲ့ဟာလို့ပြောလိုက်ပါတယ်။ဂင်ဂီစုကအန်ဆိုရဲ့လေပင်ကိုအတကုံညှစ်နေရကြမလို့အန်ဆိုရဲ့မျက်နှာကနီမြန်းလာပါတယ်။ရုံးရှင်ကခပတ်ကိုချွတ်ပြီးတော့ဂင်ဂီစုရဲ့နောက်ကနေပြီးတော့လေပင်ကိုညှစ်ဖို့ကြိုးစားပါတယ်။ဂင်ဂီစုကတော့ပေါ်ပပရှိလာတဲ့ရုံးရှင်ကိုဘုတ်ကနေအားနဲ့ကင်ပေါက်လိုက်တာကြောင့်မလို့ရုံးရှင်ကဘေးဆောင်လဲကျပြီးတော့အတော်လေးပဲဤသွားခဲ့ပါတယ်။အန်ဆိုကလည်းဂင်ဂီစုရဲ့တစ်ခွက်ခွက်ထိုးချက်တွေအောက်မှာအလူးလဲလှိမ့်မိန်ခံနေရပါတယ်။ကိုင်းမောက်ထားတဲ့ဒန်နဲ့ကုန်းထားလာတဲ့ရုံးရှင်ကဂင်ဂီစုရဲ့တတောက်ခွက်ကိုအုတ်ခဲနဲ့ဘေးကနေပြီးတော့ခွက်ခနဲ့ထူချလိုက်ပါတယ်။ဂင်ဂီစုကခွေကနေဒူးထောက်ကျသွားတဲ့အချိန်မှာတော့အန်ဆိုကလည်းအလင်းမပေးဘဲနဲ့ရှီးပါလို့အော်ထဲကရော့ဆိုပြီးတော့ဂင်ဂီစုရဲ့မျက်နှာကိုခွက်ခနဲ့ဖြတ်ကန်လိုက်ပါတယ်။တစ်ချက်ဆိုတစ်ချက်ပဲဂင်ဂီစုကလည်းတခါတည်းပုံကျသွားပါပြီ။အန်ဆိုကရုံးရှင်ကိုမင်းတကယ်ပဲယူနေရလားလို့မေးပြီးတော့ဘာလို့တယောက်ထည့်လိုက်သွားရလဲလို့မေးပြန်ပါတယ်။ရုံးရှင်ကတော့မင်းအနောက်ကပါလာမယ်မသိရကြမလို့ငါတယောက်တည်းထွက်ခဲ့တာလို့ပြောပါသေးတယ်။တစ်ဖက်မှာတော့ဂျင်းစောတွေရောင်းရင်နဲ့စောင်းချမ်းတို့ကကစားကွေးရဲ့ဂိတ်ပေါက်ဝါကိုရောက်လာပြီးတော့ရောင်းရင်နဲ့စောင်းချမ်းတို့ကိုကစားကွေးမြေုံထုတ်လိုက်ကပြေးကြဖို့ပြောပြီးတော့သူကတော့အထဲမှာပဲကြံနေခဲ့ပါတယ်။ရောင်းရင်ကဘာလုပ်တာလဲလို့မေးတော့ဂျင်းစောတွေကသူမပါပဲသွားလိုက်တော့လို့ပြောတော့ရောင်းရင်ကပေါက်ပြရိုက်ပြုံးနေပဲနဲ့ထွက်ခဲ့လို့ပြောပါတယ်။ဂျင်းစောတွေကဒီကိစ္စတွေကရောင်းရင်မှာအပြစ်မရှိရကြမလို့လက်လိုက်တော့လို့အော်လိုက်ပါတယ်။စောင်းချမ်းကလည်းရောင်းရင်ကိုအတင်းဆွဲကခေါ်သွားလိုက်ပါတယ်။အဲအချိန်မှာပဲရဲတယောက်ရောက်လာပြီးတော့ဂျင်းစောတွေကိုဖမ်းဆီးသွားပါတယ်။ဂင်ဂီစုကတော့ရှက်စရာကောင်းလိုက်တော့ကွာရှက်စရာကောင်းလိုက်တာလို့ရေရွတ်ပြီးတော့ရဲတွေလက်ထဲမှာဒီယိုတိုက်ပြီးတော့ပါလာပါတယ်။စိတ်ကိုတီးတီးငြင်ငြင်လေးထားစမ်းပါကွာဒါကလောကဒဏ်တရားရဲ့ပုံမှန်ပြကွက်တွေပါဂင်ဂီစုရေ။အဲနောက်တော့ဂင်ဂီစုတို့ကားရောက်တဲ့အခါမှာတော့ဂင်ဂီစုကဂျင်းစောတွေကိုသူထွက်လာမှတွေ့မယ်လို့ချိန်လိုက်ပါတယ်။ဂျင်းစောတွေကတော့ဘာမှပြန်ပြောမနေတော့ဘဲနဲ့ဂင်ဂီစုရဲ့နှာနုကိုသူ့ရဲ့နှစ်ဖူးနဲ့ချိုးပစ်လိုက်ကထပ်ပြီးတော့မတွေ့ကျင်တော့ကြောင်ပြောပါတယ်။ဂန်စုကတော့ဒဏ်ရာပြင်းပြထန်ထန်ရရှိထားပြီးတော့လူနာတင်ကားပေါ်မှာထိုင်နေပါတယ်။ယူရှင်ကအန်ဆိုရဲ့ရှေ့ကိုရောက်လာခဲ့တဲ့အခါမှာတော့အန်ဆိုကအမဲချောက်စွပ်ပြုတ်စားကျင်လိုက်တာလို့ပြောပါတယ်။ယူရှင်ကအစားကြီးတဲ့ကောင်ပဲလို့အန်ဆိုကိုပြောတဲ့အခါမှာအန်ဆိုကလောလောဆယ်စိတ်ထဲမှာရှိတာကအမဲသားချောက်စွပ်ပြုတ်လေးလို့ပြောပါတယ်။သူကြီးတာတော့မဟုတ်ဘဲနဲ့မုံလာဦးဂင်ကြီးလေးပါပါအောင်ပါလို့ပြောပါတယ်။အဲဒီမှာပဲမင်းတို့ကဒီနေရာရောက်နေတာပဲဆိုတဲ့အတန်နဲ့တူတူအိုဘုံစောကရောက်လာပါတယ်။ငါမင်းကိုတင်းနေပြီးထင်နေတာအိုဘုံစောကြီးမင်းကအသက်ရှိသေးတာပဲလို့ပြန်ပြောပါတယ်။အိုဘုံစောကနှစ်ယောက်စလုံးဘာမပြောညာပြောနဲ့ထွက်ပြေးသွားပြီးတော့မှသူကတော့လိုက်ရှာနေခဲ့ရတာလို့ပြောပါတယ်။အိုဘုံစောကတော့ယွန်းရှင်ရဲ့ကြောဘိုးအိမ်နဲ့ဖုန်းကိုကောက်လာပြီးဖုန်းကနည်းနည်းအပ်သွားတယ်လို့ပြောပါတယ်။မကြခင်မှာပဲတာဝန်ခံရဲကသူတို့ကိုရဲစခန်းကိုလိုက်ပြီးတော့အစိုးရတပ်တွေလုပ်ပေးဖို့အတွက်လာခေါ်ပါတယ်။စိုးမျိုးရဲ့စော်ကျူရဲစခန်းမှာတော့ဂင်ဂီစုရဲ့တပည့်တယောက်ကလှဆန်းလှငါ့ကိုလှငါ့ရဲ့လက်ကောက်ဝိတ်တွေနာနေပြီလို့ရဲကိုပြောပါတယ်။အခန်းတစ်ခုထဲမှာတော့ယွန်းရှိအုံးနဲ့အိုဘုံစောကညနေသေးလေးနဲ့ထိုင်နေကြပါတယ်။အိုဘုံစောကသူ့တောင်တဲ့တက္ကစီစီးသွားခဲ့တာကြောင့်မလို့ယွန်းရှင်ကနောက်ကျကြံခဲ့ရတာပဲလို့ပြန်ပြီးတော့တောင်းပန်ပါတယ်။မကြခင်မှာပဲမျက်မှန်နဲ့ခက်တနက်လူတယောက်ကရောက်လာပြီးတော့သူကစကန်မှုနဲ့ညှိနှိုင်းပြီးတော့ကျောင်းအောင်ရောမိသားစုပါလှုပ်ဝက်ပေးထားမယ့်အကြောင်းပြောပြပါတယ်။
အဲ့လူကတော့နှစ်ယောက်စလုံးဒီမှုနဲ့မပတ်သက်စီရဘူးလို့လည်းအဲ့လူကပြောသွားပါတယ်။ရုံးရှင်ရဲ့မိသားစုအနေနဲ့လည်းမသိစီရဘူးလို့ပြောပါတယ်။ရုံးရှင်ကပြန်ကန်နေမှာဂင်ဂီစုတယောက်ကလွဲပြီးတော့ကျန်တဲ့သူတွေကအာဓမစေခိုင်းခံရတာဖြစ်တာကြောင့်မလို့ကြီးကြပ်လုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ရုံးရှင်ပြန်သွားတဲ့ခါမှာတော့အိုဘုံဆော့ကသူ့ဖေကိုပြန်မပြောဘူးမှုလားလို့အဲ့လိုမေးတဲ့ခါမှာတော့အဲ့လူကပြန်မပြောဖို့တာဝန်မြူနိုင်ကြောင်းပြောပါတယ်။အိုဘုံဆော့ကအသေးအံတောင်းပန်မိမယ်အဲ့လူကတော့မလျှော့ပေးပါဘူး။ဂျင်းစောတွေကတော့အပြင်ဘက်မှာစစ်ဆေးချက်ယူဖို့အတွက်စောင့်နေပါတယ်။အခန်းထဲကထွက်လာတဲ့ရုံးရှိအုံးကိုတွေ့တဲ့အခါမှာဂျင်းစောတွေကအယူရည်လို့လမ်းခေါ်ပြီးတော့တရက်ကြရင်တော့ထမင်းတူတူစားကြမယ်လို့ပြောပါတယ်။ရုံးရှင်ကမင်းတို့တွေကထမင်းစားတော်တော်ကြိုက်တာပဲ။စားကြတာပေါ့ကွာလို့ပြန်ပြောခဲ့ပါတယ်။ရုံးရှင်ကအပြုံရောက်တဲ့အခါမှာတော့ရောင်းရင်ကအပြင်မှာစောင့်နေပြီးတော့ဂျင်းစောတွေရောလို့မေးပါတယ်။ရုံးရှင်ကဂျင်းစောတွေကအစင်ပြေမှာပါလို့ပြောပြီးတော့တခြားကလေးတွေရောရောင်းရင်ကအဆက်အသွယ်မရကြောင်းပြောပါတယ်။ဆောင်းချန်ကတော့အိမ်ပြန်သွားတယ်လို့ရောင်းရင်ကပြောပါတယ်။အုံမုံစောရဲ့လူကတော့ဂင်ဂီစုကိုအခန်းထဲခေါ်လာခဲ့ကဖခင်လွတ်တော်အမတ်ကြီးကဂင်ဂီစုလှုပ်ခဲ့တယ်လို့မျိုးဂင်ဂီစုကိုပြန်လှုပ်ဖို့အတွက်အမိန့်ရှိခဲ့တယ်လို့ပြောပါတယ်။ဂင်ဂီစုကရဲစခန်းမှာလှုပ်ချင်တိုင်းလှုပ်လို့မရကြောင်းပြောပါတယ်။အုံမုံစောကမထုံတရေလှုပ်နေရကြောင်းမလို့အုံမုံစောရဲ့လူကသူကိုယ်တိုင်ပဲဂင်ဂီစုကိုပြေးထိုးလိုက်ပါတယ်။အုံမုံစောရဲ့လူကတဲအိတ်ကိုထိုးလို့မျိုးသဘောထားပြီးထိုးရတယ်လို့ပြောကဂင်ဂီစုကိုထိုးပြပါတယ်။ဂင်ဂီစုကတငယ်ချင်းတွေထိုးလို့မျိုးလာပြီးတော့ထိုးစမ်းပါဆိုပြီးတော့အုံမုံစောကိုစနေပါတယ်။အဲဒီနောက်မှာထပ်ပြီးတော့လေမင်းကဟိုကောင်တကောင်နဲ့ရှင်မယ်ဆိုလို့ရှိရင်အုံမုံစောဆိုတာငပြော့ကောင်လို့ပြောပါတယ်။အဲတော့အုံမုံစောကလည်းနှခိုင်းတွေတုံလာပြီးတော့အန်အောင်တင်းတင်းကြိတ်ကအပြင်ထွက်ပြီးတော့ပြန်သွားခဲ့ပါတယ်။အုံမုံစောကသူ့ရဲ့ဒေါသကိုလမ်းမှာတွေ့တဲ့အမိုက်ပုံးပေါ်ကိုပုံချလိုက်ပါတယ်။ဈေးုံမှာတော့အိပ်ပျော်နေတဲ့အန်ဆူကိုယွန်းရှင်ယွန်းနဲ့ရောင်းရင်ကလက်ကုပ်ပြီးတော့လာနိုးပါတယ်။အန်ဆူကအမှုချင်းတွေကိုမေးတော့အုံမုံစောရဲ့ဖေကအားလုံးကိုဖုံးပြီးပေးလိုက်တယ်လို့ယွန်းရှင်ကပြောပြပါတယ်။အုံမုံစောရဲ့ဖေကစိန်မှုလားမသိဘူးနော်။အမှုတွေကိုလည်း plus လောက်သွားပြီးတော့စီးဝင်ဈေးတွေကိုလည်းငါတို့ရှင်းပြီးသွားတယ်ကွာ။ရုံးရှင်ကတော့အုံမုံစောရဲ့ဖေကစိန်မှုမဟုတ်ကြောင်းလွတ်တော်အမတ်ကြီး OG1 ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဈေးုံကဘယ်တော့ဆင်းရမှာလဲလို့မေးတော့အန်ဆူကမနေ့ကညနေလောက်ဆင်းရမယ်လို့ပြောပါတယ်။ရောင်းရင်ကသူဒီတညတော့လူနာဆောင်လုပ်ပေးရမလားလို့ပြောလိုက်ပါတယ်။ရုံးရှင်ကဆေးရုံကပြန်လာပြီးတော့အိမ်ရောက်တော့တယောက်တည်းဖြစ်နေတဲ့သူ့ကိုယ်သူပြန်မြင်လိုက်ပါတယ်။ညလေရောက်တော့ရောင်းရင်နဲ့အန်ဆူအိုစီကိုအစားအစာတွေလာပို့ခဲ့ပါတယ်။ရောင်းရင်ကတော့ညာရင်မင်းဒါတွေလာကျွေးတာသူ့ကိုဝမ်းအောင်လုပ်နေရလားလို့မေးကစာဆွဲပါတော့တယ်။အန်ဆူကတော့သူ့အတွက်ပေးလာတဲ့အမဲစရာဆုပ်ပြုတ်ကိုကြည့်ပြီးတော့ဘာလဲကွာဒီခံစားချက်ကြီးကဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။အန်ဆူကလည်းကြက်သိန်းထားလိုက်တာကွာဒီကောင်ကဘာလဲကွာလို့ရုံးရှင်ကိုကြည့်ကတန်တော်ကြီးပြောနေပါတယ်။အန်ဆူကရုံးရှင်ကိုမင်းကအရန်နှွေးထွေးတဲ့ကောင်မျက်လုံးအပြုတ်မူကြီးပြောရဲ့စကားတွေကစအရန်ကိုထူးဆန်းနေရလို့ပြောပါတယ်။အုံမုံစောရဲ့ဖခင်လွတ်တော်အမတ်ကတော့သူကလွတ်တော်အမတ်မဖြစ်ခင်ကတည်းကကလေးတယောက်ရဲ့အဖေဖြစ်တာအကြောင်းမလို့လူငယ်ရဲ့ policy ကိုစိတ်ဝင်စားပါတယ်ဘာညာနဲ့ဖြေထားတဲ့သူ့ရဲ့ interview ကိုသူကိုယ်တိုင်ကြည့်နေပါတယ်။ခဏနေတော့ထိုင်ရာကထပြီးတော့ golf ရက်တန်တစ်ချောင်းကိုယူလိုက်ပါတယ်။လွတ်တော်အမတ်ဟာအုံမုံစောကို၄ဘက်ထောက်ခိုင်းပြီးတော့ခေါက်တန်နဲ့အသက်ကုန်းစောဘလော်တီးနေပါတယ်။အုံမုံစောကတော့ခေါက်ရိုက်တန်နဲ့ရိုက်တဲ့ဒဏ်ကိုအန်ကျိတ်ခံရင်းနဲ့မှောက်ကျသွားတဲ့အချိန်မှာပဲဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ Okay ပါပရိသတ်ကြီးတို့ဒီတော့ကျွန်တော်တို့ရဲ့တင်ဆက်မှုကဒီမှာဒီမဲ့အဆုံးသတ်သွားပါပြီခင်ဗျ။နောက်နေ့များမှလည်းပဲအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားပေးကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။